အခုရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ဂမ်ဘီယာကမြန်မာကိုတရားစွဲပါတယ်စစ်အုပ်စုကိုပြက်ပြက်သားသားစန့်ကျင်ကြတဲ့လူတချို့ထဲမှာတောင်မှမျက်စိလဲလမ်းမကုန်ကြတဲ့သဘောထားတရက်ကိုအခုတော်တော်များများတွေ့နေရပါတယ်အဲ့ဒါကတော့စစ်အုပ်စုကိုမကြိုက်ပေမဲ့မြန်မာပြည်သူတွေအားလုံးကိုတရားစွဲဆိုတာဖြစ်တဲ့အတွက်မြန်မာဘက်ကရှုံးလို့မဖြစ်ဘူးဆိုတဲ့စကားပါအဲ့ဒီစကားအဲ့ဒီသဘောထားဟာမှားနေပါတယ်ဂမ်ဘီယာကနေမြန်မာကိုတရားစွဲတယ်ဆိုတဲ့အဓိပ္ပာယ်ဟာနိုင်ငံတစ်ခုကနေတခြားနိုင်ငံတစ်ခုကိုတရားစွဲဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ပါအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ဆိုတာကလည်းနိုင်ငံအချင်းချင်းကြားမှာအငြင်းပွားမှုတွေဖြစ်လာရင်ဖြေရှင်းပေးတဲ့တရားမှတရားရုံးဖြစ်ပါတယ်ဒီနေရာမှာဥပဒေကြောင်းအရအရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့နိုင်ငံညီမျှခြင်းပြည်သူလူထုဆိုတဲ့အဓိပ္ပာယ်မထွက်ဘူးဆိုတဲ့အချက်ပါဒါကြောင့်ဂမ်ဘီယာနိုင်ငံကနေမြန်မာနိုင်ငံကိုတရားစွဲတယ်ဆိုတာဟာဂမ်ဘီယာပြည်သူလူထုကြီးကနေမြန်မာပြည်သူလူထုကြီးကိုတရားစွဲဆိုတယ်ဆိုတဲ့အဓိပ္ပာယ်မထွက်ပါဘူးဂမ်ဘီယာကမြန်မာကိုတရားစွဲတာဟာဂမ်ဘီယာပြည်သူလူထုကိုကိုစားပြုပြီးတရားစွဲတာလည်းမဟုတ်ပါဘူးနိုင်ငံတကာလူအတိုင်းဝိုင်းကိုကိုစားပြုပြီးတော့ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲတာပါမြန်မာနိုင်ငံဆိုတာကလည်းစောစောကပြောခဲ့တယ်လို့ပါပဲမြန်မာပြည်သူလူထုကြီးကိုဆိုလိုတာမဟုတ်ပါဘူးမြန်မာလူမျိုးအားလုံးကိုဆိုလိုတာမဟုတ်ပါဘူးဥပဒေကြောင်းမှာလူမျိုးတစ်မျိုးလုံးကိုတရားစွဲလို့ရတဲ့အခြေခံသဘောတရားရှိကုန်မရှိပါဘူးလူမျိုးတစ်မျိုးလုံးသို့မဟုတ်ပြည်သူလူထုကြီးကပြစ်မှုကျူးလွန်တယ်ဆိုတဲ့အခြေခံသဘောတရားလည်းမရှိပါဘူးဒီအမှုဟာနိုင်ငံတနိုင်ငံနဲ့တခြားနိုင်ငံတနိုင်ငံကြားကအမှုဆိုတာမှန်ပါတယ်ဒါပေမဲ့လူမျိုးတစ်မျိုးနဲ့တခြားလူမျိုးတစ်မျိုးအကြားကအမှုမဟုတ်ပါဘူးပြည်သူလူထုတရက်နဲ့တခြားပြည်သူလူထုတရက်အကြားကအမှုလည်းမဟုတ်ပါဘူးအဲ့ဒီအချက်ကိုရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ဖို့လိုပါတယ်ဒီအမှုရှုံးသွားရင်လည်းခင်ဗျားတို့ကျွန်တော်တို့ရှုံးတာမဟုတ်ပါဘူးလူမျိုးတုံးတပ်ဖြတ်မှုကြီးကျူးလွန်ခဲ့တဲ့အတွက်လည်းခင်ဗျားတို့ကျွန်တော်တို့ကဂျားကဝင်ပြီးတော့အရှက်ရစရာအကြောင်းတပြားသားမှမရှိပါဘူးနိုင်ငံတကာဥပဒေအရနိုင်ငံတော် state ဆိုရမှာအစိုးရနဲ့ state organs နိုင်ငံတော်အင်္ဂါအစိတ်အပိုင်းတွေ state institutions နိုင်ငံတော်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကိုသာဆိုလိုတာဖြစ်ပါတယ်ဂမ်ဘီယာနဲ့မြန်မာအမှုမှာဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတော်နဲ့နိုင်ငံတော်ရဲ့အင်္ဂါအစိတ်ပိုင်းတွေဆိုတာဟာအစိုးရစစ်တပ်ရဲအဖွဲ့နဲ့အစိုးရလက်အောက်ကရန်တရားတွေအစိုးရဌာနတွေကိုဆိုလိုတာပါအဲ့ဒါတွေရဲ့အပေါင်းစုကိုနိုင်ငံတော် state လို့ခေါ်တာပါအဲ့ဒီနိုင်ငံတော်ကသာဥပဒေကြောင်းအရပြည်သူလူထုကိုတာဝန်ယူရပါတယ်နိုင်ငံတော်ကလုပ်တဲ့လုပ်ရအတွက်ပြည်သူလူထုကဥပဒေကြောင်းအရတာဝန်ယူစရာမလိုပါဘူးဆိုလိုတာကပြည်သူလူထုရဲ့ကျန်းမာရေးပညာရေးစီးပွားရေးစတဲ့ကိစ္စတွေကိုနိုင်ငံတော်ကသာတာဝန်ယူဖို့ဝတ္တရားရှိပါတယ်အဲ့ဒီနိုင်ငံတော်ဆိုတာကြီးကမဟုတ်တာတွေလုပ်လို့ရှိရင်ပြည်သူလူထုကပါတွဲပြီးတော့တရားခံဖြစ်เสียအကြောင်းမရှိပါဘူးနိုင်ငံတော်ဆိုတာကြီးကမဟုတ်တာလုပ်လို့ပြည်သူလူထုကိုအပြစ်တင်လို့မရပါဘူးပြည်သူလူထုနဲ့ဘာမှလည်းမဆိုင်ပါဘူးအဲ့ဒီဥပဒေသဘောတရားကိုလေးလေးတက်နဲ့သဘောပေါက်ဖို့လိုပါတယ်အဲ့ဒါကိုနားလည်ရင်ဂမ်ဘီယာကတရားစွဲတဲ့အမှုမှာမြန်မာရှုံးသွားခဲ့ရင်အဲ့ဒါဟာပြည်သူလူထုရှုံးတာမဟုတ်ပါဘူးစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်မှုလုပ်တဲ့အတွက်လည်းပြည်သူလူထုကဘာမှဆက်စရာအကြောင်းမရှိပါဘူးတခြားနိုင်ငံတကာတရားရုံးဖြတ်ထုံးတွေကို ICJ ရဲ့ဖြတ်ထုံးတွေကိုကြည့်လို့ရှိရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်သာပါလိမ့်မယ်အဲ့ဒါတွေကိုဆက်ပြီးတော့ပြောပြပါမယ်2009ခုနှစ်တုန်းက ICJ ကဆုံးဖြတ်ခဲ့တဲ့ Bosnia Herzegovina နဲ့ Serbia Montenegro အမှုမှာအခုလိုအတိအလင်းဖွင့်ဆိုခဲ့ပါတယ်